ဒီထဲနေရသလောက်ထုတ်ပြီးတော့လက်ဆောင်ပေးမယ်လို့ပြောထားတာ9လပိုင်း22ရက်နေ့မှာမဲဖောက်ပေးမယ်လို့ပြောထားတာဒီပလင်းကွဲနေလို့ဆိုပြီးတော့ကျွန်တော်ဒီထဲရဲ့အရည်တွေကို3ယောက်လောက်လက်ဆောင်ပေးမယ်လို့ပြောထားတာဗျာရသလောက်ထုတ်လိုက်တဲ့ချိန်မှာကျွန်တော်အစတုန်းကဒီဟာလေးပဲရရဗျာ10 milli ရ5 milli ရရတယ်အတွက်2ယောက်ထဲပဲရမှာဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်တစ်မျိုးကိုလည်းထပ်ပြီးတော့လက်ဆောင်ပေးရတဲ့ထဲမှာထည့်ပေးထားလိုက်ပါတယ်အစဒီထဲမှာတော်တော်ကြီးကြံနေတဲ့ထဲနေဘယ်ဟုတ်မလဲဒီထဲနေဒီဟာလေးကထည့်ရခေါင်းလေးပြုတ်ကြနေတော့ရှယ်ရင်အရင်များရနောက်ပြီးတော့ပလင်းအလေးချင်းလည်းများရတဲ့အတွက်ကျွန်တော်ထဲမှာပလင်းအရည်တော်တော်လေးကြံအောင်ပဲထင်ခဲ့ရ30 milli လောက်တော့ကြံအောင်ပဲထင်ခဲ့ရ15 milli လေးပဲထွက်ပါတယ်အဲ့အတွက်ကျွန်တော်နောက်ထပ်ကြံနေတဲ့10 milli ကိုကျွန်တော် Mount Blanc နဲ့က10 milli ပေးပါမယ်ဒီကောင်လေးကတော့15 milli ရပြီးသားပေါ့နော်အဲ့အတွက်ကျွန်တော်3ယောက်ကိုမဲဖောက်ပေးပါမယ်အစပြောထားတော့ဒီထဲနေရတဲ့လောက်ပဲလို့ပြောထားတာဒါပေမဲ့စိတ်ကမကျေနပ်ဘူးဗျာနဲသွားတဲ့အတွက်3ယောက်ဖြစ်အောင်လို့ဆိုပြီးတော့ဒီဟာကိုပေးခြင်းဖြစ်တယ်10 milli ဆိုတာဒီ size ဖြစ်ပါတယ်ဒီ size နဲ့ဒါပေါ့ဒါကတော့10 milli ဒီထဲဒီကတော့10 milli Prada Long Intense ခုနပလင်းနဲ့10 milli ရတယ်5 milli ရတယ်ဒီနောက်ထပ်တစ်ယောက်ကိုပေးမှဟာတော့ဒီ size နဲ့10 milli ပေးမှာဖြစ်ပါတယ်ဒီထဲကနေပေးမှာဖြစ်ပါတယ်ဒီဟာဆိုလဲ Mont Blanc Explorer ဖြစ်ပါတယ်ရာဒီတိုင်းဆွလို့အဆင်ပြေတဲ့အနံ့လေးပေါ့အခုပဲမဲဖောက်ပေးမယ်ပေထဲမှာမှန်းမှာကျွန်တော်မဲဖောက်တဲ့စင်းနဲ့ထည့်ရဖြစ်ပါတယ်အခုကတော့ဘယ် post ကိုဖောက်မလဲဆိုတော့ရွေးရမှာဖြစ်ပါတယ်ရွေးလိုက်ပါအောင်မယ်ဒီမှာကြည့်ပြကျွန်တော်3ယောက်ကိုမဲဖောက်ပေးမှာဆိုတော့3ကိုရွေးလိုက်မယ်အခုက1ယောက်တည်းဖြစ်နေလို့3ယောက်ရွေးပြီးသွားရင်အဲ့မှာ confirm နှိပ်လိုက်တော့မယ်ဗျာအဲ့ဒါဆိုရင်ကျွန်တော်ပြောပြမယ်3ယောက်ဆိုရင်အစင်လိုက်ကြီးစစ်အဲ့လို3ခုအဲ့လိုဇက်တိုက်ပေါ်ရဲဆိုရင်ပထမဆုံးရတဲ့သူကဒီ Prada Long Intense ပထမဆုံးတစ်ယောက်ကဒီဟာရမယ်ဒုတိယတစ်ယောက်ကဒီ5 milli ရမယ်နောက်ဆုံးတစ်ယောက်ကဒီဟာ10 milli ရမယ်เนาะဒါကတော့နာမည်အစင်လိုက်ပေါ်ရဲဆိုရင်ကျွန်တော်မဖောက်ဘူးသေးလို့3ယောက်ကြီးပြိုင်လို့မဖောက်ဘူးသေးလို့ပြောပြတာဒီလိုမျိုးပေါ်ရဲဆိုရင်လည်းဒီလိုကနေစပြီးတော့ခုနအတိုင်းလေးပဲပေးမယ်ဒီလိုပေါ်ရဲဆိုရင်ဒီလိုစကနေပေးမယ်အခုပဲနှိပ်လိုက်တော့မယ်ရွေးချယ်လိုက်တော့မယ်ဒါတော့ comment တွေပေါ့သူတို့မှတ်ထားတဲ့ comment တွေကျွန်တော်စပါပြီဘယ်လိုပေါ်မလဲဆိုတာကျွန်တော်လည်းမသိသေးလို့ဗျာโอเคဒီမှာပေါ်လာပါပြီကျွန်တော်တော့တေချာမမြင်အောင်ကျွန်တော်ဖတ်ပြမယ်ဆိုဦးရနိုင်ထွန်းကတယောက်နောက်တစ်ခုက Flore Andy Strand နောက်ပြီးတော့နောက်တစ်ယောက်နာမည်ကတော့အမည်မရှိလို့ဒီမှာပေါ်တယ်ဒီ3ယောက်ကရတဲ့သူပဲဖြစ်ပါတယ်ဒါတခါတည်းဖောက်လိုက်တာကျွန်တော်3ခါကြီးမလှည့်ချင်တော့လို့တခါတည်းဖောက်တာနောက်လေဒီလိုမျိုးအစီအစဉ်လေးတွေထပ်ပြီးတော့လုပ်ပေးဖို့ရှိပါတယ်ဒါကတော့လက်ဆောင်ပေးချင်လို့ကိုပေးတာပါဒီရတဲ့သူတွေကတော့ဒီထက်ကကျွန်တော်ပလင်းကွဲတော်တာဒီထက်အရည်တွေကိုပြန်ပြီးတော့သူများကိုမရောင်းချင်လို့လက်ဆောင်ပေးတာနောက်ခါကျရင်တော့အဲ့လိုအစ်စ်တွေတဲ့ပဲဖောက်ပြီးတော့လက်ဆောင်ပေးပါအောင်မယ်အစီအစဉ်တွေရှိရင်ရင်မွေးတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုတော့131 60 61ကျွန်တော်ရဲ့ဆိုင်မှာမန်းလေးလာပြီးတော့နန်းနေစမ်းပြီးတော့ဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်